ခဏလေးဒီဖားလေးရဲ့အင်္ဂလိပ်ဘာထက်သွားမလဲဆိုတာခံမှန်းကြည့်နိုင်မလားဝုန်းဆိုပြီးကြည့်လိုက်ပါမာနာကြီးရဲ့ဆင်မင်းကတမင်ကိုနင်းချေလိုက်တာအင်္ဂလိပ်ပျက်စီးသွားလို့ဖားလေးမှာဝမ်းနေနေရှာတာဒါပေမဲ့သူအရှုံးမပေးပါဘူးဆင်မင်းခမည်းထက်ကျွန်တော်ကပုံမြန်နေပြိုင်မလားတဲ့ဆင်မင်းကတော့ဘိုင်းနဲ့ကြီးရေတာပေါ့စမဟိတိနှစ်သုံးဆိုတာနဲ့ဆင်မင်းကြီးကအားကုန်ပြေးတယ်ဒါပေမဲ့ကြည့်လိုက်အောင်ဖားလေးကဘယ်ရုပ်သွားလဲဟောဆင်မင်းရဲ့ခေါင်းပေါ်မှာအตาလေးခိုစီးလိုက်တာပေါ့ဆင်မင်းကတော့သူပဲနိုင်တော့မယ်မှတ်လို့ပျော်နေတာပေါ့ပန်းတိုင်ရုပ်ဖို့လက်မတင်လေးအလိုဆင်မင်းကြီးကအောင်ပွဲခံဖို့ပြင်နေတော့မှာပဲဖားလေးကရှေ့ကိုဟပ်ဆိုပြီးခုန်ချလိုက်ပါတော့တယ်ကျွန်တော်ရောက်ပြီဆင်မင်းကြီးမှာတော့အံ့ဩလွန်းကိုမျက်လုံးတောင်ပြူးထွက်ကုန်တယ်အင်အားကြီးတိုင်းမာနမကြည့်ပါနဲ့ဆင်မင်းရဲ့ဉာဏ်ပညာကအရာရာကိုအနိုင်ယူနိုင်ပါတယ်နောက်ဆုံးတော့ဆင်မင်းလဲနောက်တော့ရပြီးအိမ်ထက်ဆောက်ပေးခဲ့တဲ့ဒီပုံပြင်လေးကိုကြိုက်ရင် like နဲ့ share လေးလုပ်သွားအောင်နော်